အားလုံးပဲမင်္ဂလာပါအာဆင်နယ်ဒီယနေယူချန်နယ်နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီရက်ပိုင်းမှာတော့ကျွန်တော်တို့ကိုနှစ်ခါပြန်ပြီးတော့ confirm လိုက်ရတယ်စပိန်ကွင်းလေကစားမဇူဘီယာမန်ဒီယာအာဆင်နယ်အသင်းကိုမကြခင်ရောက်လာတော့မှာဖြစ်ပါတယ်အာဆင်နယ်အသင်းနဲ့ဇူဘီယာမန်ဒီဂျာမှာပေါင်65တန်းနဲ့သဘောတူညီမှုရရှိသွားခဲ့ပြီးတော့ကစားသမားကလုံးဝစာချုပ်စာတမ်းလေးမှာလက်မှတ်ထိုးပြီးသွားပြီကစားသမားကိုယ်တိုင်အာဆင်နယ်ကိုလာပြီးဆေးစစ်မယ်ဆေးစစ်ပြီးဂျာစီကံမယ်တပုံရိုက်မယ်အဲ့ဒီ process ပဲကြာမှာတော့ Fabrizio Romano ကအတည်ပြုလာပါလေဒီကစားသမားကမနှစ်ကတည်းကဒီကစားသမားကကျွန်တော်တို့ ਨੇ သဘောတူညီမှုရပြီးဆိုပြီးတော့သတင်းတွေထွက်ခဲ့တယ်ကျွန်တော်လည်းအမှန်ကန်မျှော်လင့်ခဲ့တယ်ပေါ့သို့တော့ဒီကြားထဲမှာသူပေါ့ National Cup Final ပွဲမတိုင်ခင်မှာသူပြောခဲ့တဲ့စကားတွေကြောင့်ကျွန်တော်တို့ Arsenal fan တွေရောဒီကွာလုံးကဘလုံးပိတ်သက်တွေရောနည်းနည်းစပိတ်စပွားဖြစ်သွားခဲ့ပေါ့ပြီးတော့သတင်းတွေကလည်းတောက်လျှောက် transfer ကာလဆိုဗျာတောက်လျှောက်လှော်ကြတယ်ဆိုတော့ဥပမာ Real Madrid ကလည်းဇူဘီယာမန်ဒီကိုစူးစမ်းပဲငွေရှိရဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုသတင်းတွေလည်းအဲ့လိုခေါင်းစဉ်တွေတက်ပြီးရေးကြတော့ဗျာကျွန်တော် Arsenal fan တွေကအဲ့တော့ Arsenal fan တွေရောဘလုံးပိတ်သက်တွေရောတကယ်ဇူဘီယာမန်ဒီမရောက်ပါဘူးတချို့ fan တွေဆိုရင်ဟိုဒီလိုမယုံကြည်ကြဘူးဖြစ်တယ်ပေါ့ဗျာတချို့တွေဆိုရင် Arsenal fan တွေကအချို့အခုချိန်ထိသဘောထားမရှင်းလင်းတရားလေးရှိရပေါ့ဘယ်လိုမျိုးလဲဆိုတော့သူတို့ကဂျာစီကင်မယုံမယ်ဂျာစီမကင်မယုံဘူးဆိုပြီးတော့အရင်တုန်းကရခဲ့တဲ့ကိစ္စတွေနဲ့နှိုင်းရှင်ပြီးတော့အခုချိန်မှာအဲ့လိုလေးတွေဖြစ်နေကြတာပေါ့သို့တော့ကျွန်တော်တို့နံပါတ်1သတင်းတော့ဖြစ်တဲ့ Fabrizio Romano ကိုယ်တိုင်အတည်ပြုလိုက်ပြီးကစားသမား Arsenal ကိုပဲရောက်မယ်လုံးဝကျင်းတည်သွားပြီသူဆေးစစ်မယ်ဂျာစီကင်မယ်တပုံရိုက်မယ်ဒီ process ပဲကြာမှာတော့ကျွန်တော်တို့နောက်ထပ် transfer ကိစ္စတွေကိုဆက်ပြီးသွားလိုက်ကြတာကျွန်တော်တို့ဒီ transfer ကိစ္စမှာကျွန်တော်တို့အဓိကလိုအပ်နေတာတိုက်စစ်ကွင်းလင်ကတော့ခုလိုလုံးဝအဆင်ပြေသွားပြီနောက်တန်းကတော့သူဆလီဘာဘက်ကတ်အနေနဲ့တယောက်ကိုခေါ်မယ်ဒီကစားသမားတော့ Crystal Palace ရဲ့နောက်တန်းကစားသမားကိုရေးပဲဖြစ်ပါတယ်သူကတော့အင်္ဂလန်လေဝိစင်ကစားသမားဖြစ်ပြီးတော့ပြောင်းရွှေ့ကြီးကတော့ခမန်းကြီးပေါင်တန်း30 40ပေါင်းချင်းလောက်မှာတဘောသူညူရနိုင်လိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့အာဆင်နယ်တင်းကခေါ်မယ်တိုက်စစ်ဘက်ကိုသွားမယ်ဆိုရင်တိုက်စစ်မှာဆိုရင်ဘင်ဂျမင်ဆက်စကိုနဲ့တောက်လျှောက်သတင်းတွေထွက်တယ်ဘင်ဂျမင်ဆက်စကိုနဲ့လည်းတောက်လျှောက်ဆွေးနွေးတယ်ကစားသမားရဲ့ agent ဖြစ်သူကိုယ်တိုင်ဒီအင်္ဂလန်ကိုရောက်ရှိနေပြီးတော့အာဆင်နယ်အသင်းတာဝန်ရှိသူတွေနဲ့ဆွေးနွေးပါတယ်ဘာလို့ဒီပြောင်းရွှေ့ရကြာနေလဲဆိုရင်တော့ကစားသမားကပြောပြီးသားသူဥရောပမှာပဲဆက်နေခြင်းနဲ့သို့တော့အသင်းဘက်ကလည်းတကယ်ထွက်ခွင့်ပေးတယ်ဒါပေမဲ့ဘာခက်ခဲဖြစ်နေလဲဆိုတော့ RB Leipzig တို့ဆိုတဲ့အသင်းတွေကဒီကောင်တွေကအရန်ကစားသမားကိုပြောင်းရွှေ့ခြင်းများများရမှရောင်းထုတ်မယ်ဆိုတဲ့အသင်းမျိုးဒါတော့မှသူတို့အသင်းကချန်ပီယံလိမဝင်လို့เนาะချန်ပီယံလိဝင်သူတို့တောင်းနေစီကိုကျွန်တော်တို့ပေးရမှာအာဆင်နယ်အသင်းကလည်းပြောင်းရွှေ့ခြင်းကိုသူတို့ပေးခြင်းနဲ့ဈေးလောက်ပဲသူတို့ပေးမယ်ဘယ်နေ့ဘယ်ရက်ဆိုပြီးတော့နောက်ဆုံးသတ်မှတ်ထားမရှိဘူးသူပြောင်းရွှေ့ခြင်းကိုသူဒီတော့ပဲပေးနိုင်တယ်ဆိုပြီးစပြီးတော့ဆွေးနွေးနေတယ်ဒီကစားသမားကအာဆင်နယ်အသင်းကိုတော့ရောက်ဖို့များတယ်ဒါပေမဲ့ကြာမယ်လေမင်းရှီလောက်နေပေါ့ကဲနောက်ထပ်ကစားသမားကတော့တောင်မန်ကစားသမားတော့ကျွန်တော်တို့သတင်းတွေထွက်နေတာကနီကိုဝီလီယန်ရိုဒရီဂိုတောက်လျှောက်မယိုးနိုင်တဲ့ဇလန်းတွေအများကြီးသတင်းတွေထွက်နေတယ်သို့တော့ဒီတောင်မန်ကတိုက်စစ်ထက်တောင်ပို့ပြီးတော့ကြားနိုင်တယ်ပေါ့တိုက်စစ်ပြီးသွားမယ်ဆိုရင်တောင်မန်ဘက်ကိုတေချာအလေးပေးဆွေးနွေးလောက်မယ်လို့ထင်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့အာဆင်နယ်အသင်းဘက်ကထွက်မယ်သတင်းတွေကိုပြန်လည်ကြည့်ကြအောင်ဆိုရင်ကျွန်တော်တို့အာဆင်နယ်တင်းကနေ Rennes ထွက်မယ် Rennes ကဖူအန်တင်းမှာသွားပြီးတော့မနစ်ကရာသီမှာငှားသွားကစားတယ်သူရာသီစပွဲတွေမှာသူပါဝင်နိုင်တယ်ကောင်းကောင်းလေးခြေစွမ်းပြတယ်သို့တော့သူ့ရဲ့ဒဏ်ရာ injury prone ကြောင့်သူနောက်ပိုင်းပွဲစဉ်တွေမှာမပါဝင်နိုင်ခဲ့ဘူးအဲ့ဒီအတွက်ဖူအန်တင်းကတင်းနဲ့ပြောင်းရွှေ့ရေးတရက်နဲ့အာဆင်နယ်တင်းကတတ်မှတ်ပေးမယ်ဆိုရင် Rennes ကိုပြန်လည်ခေါ်ယူဖို့စိတ်ဝင်စားတယ်ဆိုပြီးတော့သတင်းတွေကြားသိရပါတယ်ကဲနောက်ထပ်ကျွန်တော်တို့အတင်းကတန်းတိုးမဲ့ကစားသမားကြီးတွေတယောက်ဖြစ်တဲ့ Thomas Parteyကိုအာဆင်နယ်အသင်းတာဝန်ရှိသူနဲ့ဆွေးနွေးနေတယ်ဘယ်အချက်မှာဘာကြောင့်ကြာနေလဲတော့ကျွန်တော်တို့သေချာမသိရပါပဲကစားသမားကတော့အာဆင်နယ်အသင်းမှာဆက်နေခြင်းနဲ့အာဆင်နယ်အသင်းတာဝန်ရှိသူကလည်းကစားသမားကိုတန်းတိုးခြင်းနဲ့ဒီစာချုပ်ပါကိစ္စတွေကိုဆွေးနွေးတယ်ပေါ့ဆွေးနွေးလို့တကယ်လို့အဆင်မပြေဖြစ်ခဲ့ရင်အာဆင်နယ်အသင်းကသူ့နေရာထွက်သွားမယ်ဆိုရင်သူ့နေရာကိုအစားတို့ခေါ်ဖို့ကစားသမားတယောက်ကိုလည်းစဉ်းစားထားတယ်ဆိုပြီးတော့အာဆင်နယ်အသင်းက plan တွေချထားတယ်ပေါ့ဗျာဒါကတော့လက်ရှိအာဆင်နယ်အသင်းဒီအပတ်တွင်းမှာဖြစ်နေတဲ့အပြောင်းရွှေ့သတင်းတွေပဲဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကျွန်တော်တို့ရဲ့ဘယ်နောက်ခံကစားသမားတွေ Kieran Dyer နေရတော့ဇက်တဲ့အသင်းကိုတရားဝင်ပြောင်းရွှေ့သွားပြီဖြစ်ကြောင်းပုံတွေနဲ့တကွမိတ်ဆက်လာတာပဲဖြစ်ပါတယ်ကဲဒါဆိုရင်ကျွန်တော်တို့အပြောင်းရွှေ့ရာဇူဘီယာမန်ဒီကရာဒီဂျိုရှင်သောတိုင်ငင်အာဆင်နယ်အသင်းနဲ့ပူးပေါင်းလိမ့်မယ်ပြီးတော့ကျွန်တော်တို့ဒီကမြင်ချင်နေတဲ့တိုက်စစ်နဲ့တောင်မန်ကတော့နည်းနည်းလေးတော့ကြားအောင်မယ်ဒါကိုမျှော်လိုက်ကြပါမျှော်လက်စနဲ့မျှော်လိုက်ပါဘာလို့ဆိုနေကအမြင်နဲ့မျှော်နေကြဆိုတော့မျှော်လက်စနဲ့မျှော်လိုက်ကြပါ
ကောင်းတဲ့သတင်းလေးတွေဖြစ်လာမယ်ဆိုပြီးတော့ကျွန်တော်ယုံကြည်ပါတယ်ဒါကတော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe မလုပ်ရသေးဘူးဆိုလည်း like and subscribe လေးလုပ်သွားပေးကြဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်ခင်ဗျာ